နော်တွေ့ရမြင်နာလေးတွေပြောမယ်ဆိုတော့ဒီကိုတဲ့ဒီသုံးလုံးကိုတဲ့ကိုနဲ့ရှင်းနဲ့ပေါင်းခွန်နဲ့နှင်းနဲ့ပေါင်းကိုတဲ့ဟုတ်ပြီနော်ကိုရှင်းနဲ့ကိုတဲ့ဒီသုံးညတဲ့ဒီသုံးညဒီသုံးလုံးပေါင်းချင်းသုံးညနော်ကြိုက်မှကစားမကြိုက်မှကစားနဲ့ရှင်းလေးဘယ်သူမှနှလုံးမှာအတက်မပြောနိုင်ဆရာကြီးမှုံဒီကိုကဒီသုံးလုံးပေါင်းကိုတဲ့ဒီသုံးညဒီသုံးလုံးပေါင်းသုံးညဆိုတော့ဒီလေးကိုဒီသုံးလုံးပေါင်း၄မယ်ဆိုရင်ဒီပိတ်ဟုတ်ပြီနော်သဘောပါလားမသိဘူးတခြားကြည့်ဒီကိုဒီသုံးလုံးပေါင်း9တယ်ဒီသုံးညကိုဒီသုံးလုံးပေါင်း3ညဒီလေးကိုဒီသုံးလုံးပေါင်း4မယ်ဆိုရင်ဒီအပိတ်နော်ဒီအပိတ်နော်ဆိုတော့စီနီယာဂျူနီယာဆိုတာရှိတယ်9 8 4ကိုနဲ့ရှင်းနေပေါင်းခွန်နဲ့လေးနေပေါင်း1ပြီးတော့2ပြီးတော့3မယ်ဆိုရင်4ခွန်ရှိတဲ့အတွက်3မယ်ဆိုရင်2ထိပ်နော်2ထိပ်2ထိပ်တစ်ချက်ကြီးထားလိုက်မှတ်ထားလိုက်အရန်ပေါ့2ထိပ်ကသိမကြိုက်ဘူးနော်9 8ခွန်နဲ့လေးနေပေါင်း1ပြီးတော့2ပြီးတော့3မယ်ဆိုရင်4ခွန်1ရှိတယ်3မို့2ထိပ်နော်ဒါပေမဲ့သူ့စိတ်ကောင်းတဲ့စိတ်ကိုတစ်ချက်ပြပါဒီ9နဲ့9နဲ့ပေါင်း6တဲ့နော်9နဲ့9နဲ့ပေါင်း6ကိုဒီ3လုံးပေါင်း6တယ်နော်3ည4 2 6တယ်ဒီနှလုံးပေါင်း3ညဒီနှလုံးပေါင်း3ညကိုဒီ3လုံးပေါင်း3ညဟုတ်လားဆိုတော့ဒီနှလုံးပေါင်း8ရှိတယ်ဒီ3လုံးပေါင်း8မယ်ဆိုရင်ခွန်ထိပ်စိတ်ဒီများမှာဆိုလို့မပြတော့အဲ့တိုင်းလေးပဲပြန်ကြည့်မှားလားမှန်လားကြိုက်ရင်ကိုင်းနောက်တစ်စိတ်တွေလာအောင်မယ်